မကောင်းမှန်းလည်းသိတယ်ပင်ပန်းတာလည်းသိတယ်မှားနေမှန်းလည်းသိတယ်ဒါပေမဲ့လက်မလွတ်ချင်တာဒီဥပါဒံပဲပူမှန်းလည်းသိတယ်လောင်မှန်းလည်းသိတယ်ဒါပေမဲ့ခဏခဏပြန်ကိုင်းချင်တာဒီဥပါဒံပဲကိုယ်နဲ့အစင်ပြေမှန်းလည်းသိတယ်ဒါပေမဲ့တွေးချင်နေသေးတာဒီဥပါဒံပဲကိုမခေါ်ချင်မှန်းလည်းသိတယ်ဒါပေမဲ့မခေါ်ရရင်မနေနိုင်အောင်ဖြစ်နေတာဒီဥပါဒံပဲရနေတာလည်းသိတယ်ဒါပေမဲ့ထက်ရချင်တာဒီဥပါဒံပဲချမ်းသာပြင်ချမ်းသာနေတဲ့သဘော၌အတော်မတတ်နိုင်ပဲချမ်းသာနေတာဒီလေဥပါဒံပဲမှားနေတာကိုပြင်ကျင်တယ်ဒါပေမဲ့ပြင်လို့မရတာဒီဥပါဒံပဲခန္ဓာကြီးကအိုရနာရတေးရမယ်လို့တော့သိတယ်အဲ့ဒီအိုစရာနာစရာတေးစရာကြီးကိုပဲချစ်နေကြသေးတာဒီဥပါဒံပဲခန္ဓာကြီးကဒုက္ခသစ္စာပါကွာလို့တော့သိတယ်ဒါပေမဲ့ဒုက္ခကြီးကမကြံပြလာပြီဆိုရင်တကယ်တမ်းမစွန့်နိုင်ကြတာဒီဥပါဒံပဲမှားနေတာကိုအထောက်ထားနဲ့တကွမှားနေတယ်ကိုလာပြောသည်ကိုနားမထောင်ပဲစိတ်ဆိုးဒေါသထွက်တာဒီဥပါဒံပဲခန္ဓာကိုမကောင်းမှုလို့တော့သိကြတယ်ဒါပေမဲ့တယောက်ကဒီခန္ဓာကိုလာစော်ကားမော်ကားပြောလာခဲ့ရင်မကောင်းတာကြီးကိုလာစော်ကားတာပဲဘာစိတ်ဆိုးစရာရှိတယ်ဒါပေမဲ့စိတ်ဆိုးသွားတာဒီဥပါဒံပဲကာမဂုဏ်တွေကိုမေ့ပြောက်ချင်တယ်ဒါပေမဲ့မေ့ပြောက်လို့မရနိုင်တာဒီကာမှုပါဒံပဲအယူဝါဒအမှားတွေကိုမေ့ပြောက်ချင်တယ်ဒါပေမဲ့မေ့ပြောက်လို့မရနိုင်တာဒီဒိဋ္ဌုပါဒံပဲအကျင့်မှားတွေကိုမေ့ပြောက်ချင်တယ်ဒါပေမဲ့မေ့ပြောက်လို့မရနိုင်တာဒီသီလပဋ္ဌုပါဒံပဲအသက်ကောင်ဝိညာဉ်ကောင်လိပ်ပြကောင်ဟူသောခိုင်မြဲပြီးမပြတ်စည်းတဲ့အတ္တကောင်ဇီဝကောင်ဆိုတဲ့အယူကိုမေ့ပြောက်လို့မရနိုင်တာဒီအတ္တဝါဒုပါဒံပဲဒါကြောင့်ကျေးဇူးတော်ရှင်မဟာစီဆရာတော်ဘုရားကြီးကဝိပဿနာဉာဏ်ဆိုတာဘယ်ဟာရှုရဖြစ်တယ်ဆွဲလန်းနိုင်ရာငါးခန္ဓာမှန်စွာရှုရဖြစ်တယ်ဘယ်အကျိုးငါဒုက္ခနာဘယ်ခါရှုရပါသနည်းမဆွဲဖို့ရာဖြစ်စင်းမှာဥပါဒဏ်နဲ့မဆွဲဖို့မှန်စွာရှုရပါတည်းဖြစ်ခိုက်မရှုယုံနံစုဆွဲမှုဝင်ရောက်သည်မြဲတယ်ကောင်းတယ်ငါးကောင်းတယ်တကယ်ထင်တတ်သည်ဖြစ်တိုင်းမှတ်ရှုယုံနံစုဆွဲမှုကင်းပြောက်သည်မမြဲစင်းရဲသဘောပဲဉာဏ်နဲ့ရှင်းတော်သည်ဆွဲမှုကင်းပြောက်မက်လန်းပေါက်စရောက်နိဗ္ဗာန်ပြီဝိပဿနာရှုနည်းမူသေးနည်းသိသိထားရမည်ကျေးဇူးတော်ရှင်မဟာစီဆရာတော်ဘုရားကြီးဂုဏ်ကျေးဇူးများကိုတတိယပူဇော်အပ်ပါသည်